ရီမီဒီယာဆလုံပေါ်ပေါ်လာပုံ1941ခုနှစ်ကရှမ်းကရနယ်စပ်မှာနေထိုင်တဲ့သူတွေကပြောင်းမဆိုဘာသာကိုစတင်ကူးကွယ်ယုံကြည်တဲ့အချိန်ကစပြီးရီမီဒီယာဆလုံကစနက်ရွာမှာစတင်ပေါ်ပေါက်လာကဒန်တူရွာကိုပေးပို့လာခဲ့တာပါဒီလိုပေးပို့နေချိန်မှာဆလုံဖြစ်မြောက်ဖို့အတွက်ပရောဖက်မဆိုင်ကတန့်ရှင်းတဲ့ဝိညာဉ်တော်ရဲ့ညွှန်ကြားမှုကနေတစဉ်သူမအိပ်ပျော်နေတဲ့အချိန်မှာဘယ်စကလုံးကဘယ်လိုအတန်ထွက်ရမှာကိုနှုတ်ကနေရွတ်ဆိုပြီးလူကြီးဥတိုဘောခဘာနီကအဲ့ဒီစလုံးကိုအတန်နဲ့သွေးမိအောင်လက်လံမှတ်သားခဲ့ပါတယ်သူမကဒီစကလုံးဟာဒန်တိုကြီးရွာတစ်ခုတည်းအတွက်မဟုတ်ပဲကရင်စစ်နှမျိုးလုံးအတွက်ဖြစ်ပြီးဆာလုံးရဲ့နာမည်ကရီမီလီယာဆာလုံးဖြစ်တယ်လို့ပြောခဲ့ပါသေးတယ်ကရင်စစ်နှမျိုးလုံးရဲ့စကလုံးဖြစ်ရင်ကျွန်တော်သဘောတူပြီးလက်မှတ်ထိုးမယ်လို့စီပူပရိုရွာနေဦးစီယိုကပြောပြီးသဘောတူညီလက်မှတ်ကိုရေးထိုးခဲ့ပါတယ်ဒီစကလုံးမထွန်းကားရခြင်းအကြောင်းကကွဲပြားတဲ့လူမျိုးဘာသာစကားတွေကြောင့်ရှေးလူကြီးတွေကစကလုံးရဲ့အတန်ကိုသဘောတူညီတဲ့ဘုံအတန်ထွက်ဆိုမှုနေခြင်းတစ်ဖက်မှာလည်းနိုင်ငံတော်အုပ်ချုပ်မှုမတည်မငြိမ်ဖြစ်မှုကြောင့်နဲ့ငွေကြေးအင်အားမရှိတာကြောင့်လည်းပါဝင်ပါတယ်ဒီလိုဖြစ်နေပေမဲ့စလုံးကပေါက်ပြမနေဘူးလားလို့မေးလာတဲ့အခါနေရဲလှရဲအမှန်တရားရဲကိုဝဲထားလို့မရဆိုတဲ့စကားအတိုင်းအဲ့ဒီစလုံးကိုထုံကားပြန့်ပွားအောင်မလုပ်နိုင်ပေမဲ့ယနေ့အချိန်ထိဆက်လက်ထိန်းသိမ်းထားတဲ့သူရှိသေးတဲ့အကြောင်းကိုယခုလိုဖော်ပြနိုင်ခြင်းဖြစ်ပါတယ်အရီမီဒီယာဆာလုံးရဲ့အတိတ်ပဲမှာပရကယံဘာဥဒတက်ဆန်တက်ဆိုလို့ရေးထားပါတယ်မြန်မာလိုအတိတ်ပဲမှာကရင်ဆက်လက်မျိုးလုံးတို့ဒီယူသားဖြတ်မှတည်ကြည်ခြင်းဖြင့်နေထိုင်ရမည်ဟုအတိတ်ပဲရပါသည်အကျွန်ုပ်သိရှိနားလည်ထားသောကောင်းမြတ်ခြင်းတရားကိုပြန်လည်မျှဝေခြင်းကျွန်ုပ်သည်ပညာရှိပြီးတော်သူတက်သူမဟုတ်ပါပညာရှင်လည်းမဟုတ်ပါသို့ပေမဲ့အကျွန်ုပ်သိရှိနားလည်ထားသောတရားနိလန်းကောင်းများကိုပြန်လည်မျှဝေခြင်းပါတယ်ပထမအဆုံးအနေဖြင့်ဤကနေ့တွင်ကြွရောက်လာသောကျွန်ုပ်၏မိဘရွှေမျိုးညီအကိုမောင်နှမတို့အားလုံးကိုတွေ့မြင်ရတာကြောင့်အကျွန်ုပ်ဝမ်းသာမိပါတယ်ဤကနေ့မှာဟောကြားရမည်ကောင်းမြတ်ခြင်းတရား12ချက်သည်အကျွန်ုပ်အတွက်တမန်ကကြွရောက်လာကြသောမိဘရွှေမျိုးများအတွက်တမန်ကကဘာသူကဘာသားများအားလုံးအတွက်အကျုံးဝင်ပါလိမ့်မည်အကျွန်ုပ်ဟောကြားတော်မူသောဤတရား12ချက်သည်အတိတ်ဘယ်ကိုသိရှိနားလည်မှုမပြုလုပ်ပဲလက်လွတ်စပယ်ယုံကြည်လက်ခံဖို့မဆုံးဖြတ်တတ်ပါနဲ့ကောင်းမြတ်ခြင်းတရား12ချက်1ဖြတ်မှတ်ခြင်းတရားအမှန်တရားကိုသိရှိလိုလျင်လောဘဒေါသအတ္တမမှန်တဲ့တွေကိုခွာချနိုင်မှသာလျင်စစ်မှန်သောဖြတ်မှတ်ခြင်းတရားကိုတွေ့ရှိနိုင်မည်ဖြစ်ပါပေသည်နှစ်ဘာဒကဘာမှာပွင့်သောဖရာသည်ခမဲတော်ဖရာသားတော်ဖရာတန့်ရှင်သောဝိညာဉ်တော်ဖရာဟု၍သမုတ်ခေါ်ဆိုကြပါသည်ခမဲတော်ဖရာနှင့်သားတော်ဖရာအုပ်စိုးစဉ်ကာလအတွင်းလူသားတွေရဲ့အပြစ်ကိုချွတ်ရင်ချက်မရှိခွင့်လွှတ်နိုင်သောညာလဲတန့်ရှင်သောဝိညာဉ်တော်ဖရာသည်ဤသို့မဟုတ်ပါဖြတ်မှခြင်းတရားကိုအတိကထားပြီးကောင်းတာလုပ်လျင်ကောင်းတာရမည်မကောင်းတာလုပ်လျင်မကောင်းတာရမည်ကံဤအကျိုးပေါ်3အမှန်တရားကိုသိရှိပြီးလက်မခံသောသူသည်မိုက်မဲသူဖြစ်၏4ပြဿနာတစ်စုံတစ်ခုပေါ်ပေါက်လာပါကတရားမျှတသောနီလန်ဖြင့်ပြန်လဲစဉ်းစားတွေးခေါ်ပါသူတစ်ပါး၏အမားလားသို့မဟုတ်မိမိအမားလားဆိုသည့်အရာကိုအဖြေရှာပါ5မိမိအမားဖြစ်ပါကမိမိထက်အသက်ကြီးသူဖြစ်စေငယ်သူဖြစ်စေဝန်ချတောင်းပန်မှုဝန်မလေးပါနဲ့6သူတစ်ပါး၏အမားဖြစ်ပါကအမုန်းမပွားအောင်သူ၏အပြစ်ကိုခွင့်လွှတ်နိုင်အောင်ကြိုးစားပါခွန်းဤသို့ပြုလုပ်နိုင်ပြီးဆိုပါကတင်တို့သည်အပင်ငရဲမှလွတ်မြောက်ရန်လမ်းစာကိုရှာတွေ့သူဖြစ်ပါလိမ့်မည်8မိမိအသက်ရှင်နေကာလအတွင်းသူတစ်ပါးကိုအပြစ်မြင်တာထက်မိမိကိုမိမိ
ဘယ်လောက်ကောင်းခဲ့ပြီလဲဆိုသည့်အရာကိုနေ့စဉ်နေ့တိုင်းပြန်လဲဆန်းစစ်ပါကိုအသင်တို့ကောင်းသောအကျင့်ကိုကျင့်ကြံခြင်းအဖြစ်ကောင်းသောအသက်ရှင်ခြင်းဆိုတာရရှိလာမည်မှာအမှန်ပင်ဖြစ်ပေသည်30ကောင်းသောအမှုအကျင့်ကိုကျင့်ကြံ၍ကြားလာတာနှင့်အမျှအသင်တို့သည်အတိအလင်းညာအလင်းကိုရရှိလာမည်ဖြစ်ပြီးဘယ်သောအခါမျှမကောင်းသည့်အရာကိုအသင်တို့ပြုလုပ်တော့မည်မဟုတ်ပါ17အသင်တို့စစ်မှန်သောလူသားဖြစ်အောင်နေပါစစ်မှန်သောတရားကိုရှာဖွေပါစစ်မှန်သောဘာသာတရားကိုတွေ့ရပါလိမ့်မယ်12အသင်တို့သည်မိမိကိုမိမိကယ်တင်ရမည်မှာအမှန်ပင်ဖြစ်ပေတယ်မိသူဦးတယောက်များအသင်တို့ကိုကယ်တင်နိုင်မည်မှာမဟုတ်ပါအဘယ်ကြောင့်ဆိုတော့မိမိပြုသောအပြစ်သည်မိမိသာအသိဆုံးဖြစ်၏ဤကနေ့အစနှုတ်၏ဟောကြားချက်ကိုအစအလယ်အဆုံးကြားနာရသူတိုင်းစိတ်၏ကျမ်းမာခြင်းကိုယ်၏ချမ်းသာခြင်းနဲ့နေ့တည်မှာစိတ်တည်လူတည်ဘဝတည်ကိုပါပိုင်ဆိုင်နိုင်ကြပါစေလို့မေတ္တာစိတ်ဖြင့်ပေးဖို့အပ်ပါတယ်လို့သူ၏တရားဟောကြားချက်မှာအခုလိုဟောကြားခဲ့ပါတယ်